ကမ္ဘာတဝန်းလူကုန်ကူးမှုပြဿနာတွေကိုဝိုင်းဝန်းတိုက်ဖြတ်နေတဲ့ကြားကပဲလူပေါင်းတန်း20ကျော်ဟာလူကုန်ကူးခံကြုံပြုခံနေရပါတယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနမှဒီကနေ့ကျင်းပတဲ့2016ခုနှစ်လူကုန်ကူးမှုနှစ်ပတ်လည်အစီရင်ခံစာထုတ်ပြန်ပွဲအခမ်းအနားမှာအမေရိကန်နိုင်ငံသားရေးဝန်ကြီး John Kerry ကအခုလိုအဖွင့်မိန့်ခွန်းပြောဆိုလိုက်ပါတယ် When we talk about human trafficking, we're talking about slavery. Modern day slavery. လူကုန်ကူးမှုအကြောင်းပြောရင်လူချင်းချင်းကြုံပြတာကိုပြောတာပဲဖြစ်ပါတယ်။ခေတ်သစ်ကျွန်စနစ်ပါပဲ။ဒီကနေ့လူတန်း20ဟာလူကုန်ကူးခံရဆဲဖြစ်ပါတယ်။အဲ့ဒီလူတန်း20ဟာခမားတို့လိုပဲလူသားတွေပဲဖြစ်ပါတယ်။သူတို့မှနာမည်တွေရှိပါတယ်။မိသားစုတွေလည်းရှိကြမှာပါပဲ။ဘလို့လူသားမှခံနိုင်ရည်မရှိနိုင်တဲ့အသက်ရှင်ရတဲ့ငရဲကြသလိုဘဝမျိုးကိုအရမတွန်းပို့တာကိုခံနေကြရသူတွေဖြစ်ပါတယ်ဒီကနေ့ထုတ်ပြန်လိုက်တဲ့နိုင်ငံတကာလူကုန်ကူးမှုအစီရင်ခံစာမှာလူကုန်ကူးမှုတိုက်ဖျက်ရေးဖိဖိစီးစီးမကင်တွယ်တဲ့အီရန်မြောက်ကိုရီးယားနဲ့မြန်မာနိုင်ငံအပါအဝင်နိုင်ငံတချို့ကိုအနှိမ့်ဆုံး Tier 3 အဆင့်လူကုန်ကူးမှုတိုက်ဖျက်ရေးမှာလုံးဝပူးပေါင်းဆောင်ရွက်မှုမရှိတဲ့နိုင်ငံတွေအဖြစ်သတ်မှတ်လိုက်ပါတယ်မြန်မာနိုင်ငံမှာလူကုန်ကူးမှုအခြေအနေဒီထက်ပိုအကာအကွယ်ပေးနိုင်ဖို့အစိုးရကိုတွန်းအားပေးတဲ့အနေနဲ့ Tier 3 အဆင့် 3 အဖြစ်လျှော့ချလိုက်တဲ့သဘောဖြစ်ပြီးတော့ကလေးစစ်သားအရေးလူကုန်ကူးခံရသူတွေလူမှုအတိုင်းဝိုင်းနဲ့ပြန်လည်ဝန်ဆန့်ရေးနောက်ပြည်ပမှာရှိတဲ့မြန်မာတန်ယုံတွေကနေလူကုန်ကူးခံရတဲ့ရွှေ့ပြောင်းလုပ်သမားတွေကိုအကူအညီပေးရေးစတဲ့တိုက်တွန်းအကြံပြုချက်တွေကိုဒီနှစ်အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်မတရားကြုံပြုခံနေရသူတွေကိုကယ်တင်နိုင်ရေးလူကုန်ကူးမှုတိုက်ဖျက်ရေးမှာအမေရိကန်ပြည်ထောင်စုကဥဆောင်ဥယျာဉ်ပြုပံ့ပိုးပေးနေပါတယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီး John Kerry ကအခုလိုပြောဆိုလိုက်ပါသေးတယ် That even today the magnitude of the human trafficking challenge cannot be overstated. We all know the sad ဒီနေ့ထိတောင်လူကုန်ကူးမှုနဲ့ပတ်သက်တဲ့စိန်ခေါ်အကဲစမ်းမှုအတိုင်းအတာဟာအစမတန်များပြားနေသေးဖြစ်ပါတယ်မိန်းကလေးငယ်တွေကိုလိန်ကျွန်ပြတာအမျိုးသမီးတွေကိုချုံနှောင်ပြီးခိုင်းစေတာယောက်ျားလေးတွေအမျိုးသားတွေကိုနေပူတဲ့ကျွန်ခံစေပြီးမတရားခိုင်းစေတာတွေရှိနေသေးပါဒါပေမဲ့ကျွန်တော်တို့ဓာတွေကိုတိုက်ဖြတ်နိုင်ခဲ့ပါတယ်ဆက်ပြီးတိုက်ဖြတ်နိုင်မယ်လို့လည်းယုံကြည်ပါတယ်ပြီးခဲ့တဲ့နှစ်2015ခုနှစ်နိုင်ငံတကာလူကုန်ကူးမှုအစီရင်ခံစာထဲမှာတော့မြန်မာနိုင်ငံဟာ Tier 2 အဆင့်နဲ့စောင့်ကြည့်ခံနိုင်ငံအဆင့်အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ဒီအဆင့်မှာသတ်မှတ်ခြင်းခံရတဲ့နိုင်ငံတွေဟာလူကုန်ကူးမှုတိုက်ဖျက်ရေးလှုပ်ဆောင်တဲ့နေရာမှာအနှိမ့်ဆုံးသတ်မှတ်ချက်တွေကိုအပြည့်အဝလိုက်နာခြင်းမရှိပေမဲ့လို့ကြိုးပမ်းလှုပ်ဆောင်နေတဲ့နိုင်ငံတွေဖြစ်ပါတယ်။အခုအနှိမ့်ဆုံး Tier 3 အဆင့်ကတော့လူကုန်ကူးမှုတိုက်ဖျက်ရေးမှာလုံးဝပူးပေါင်းဆောင်ရွက်မှုမရှိတဲ့နိုင်ငံအဆင့်ပဲဖြစ်ပါတယ်။ဒါကြောင့်လေဒီအဆင့်မှာသတ်မှတ်ခြင်းခံခဲ့ရရင်ပြည်ရိုးရေးဆိုင်ရာအထောက်အကူတွေအပါအဝင်တခြားနိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေကိုရင်ဆိုင်ရနိုင်ွယ်ရှိပါတယ်။အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကကြာသပတေးနေ့ကထုတ်ပြန်လိုက်တဲ့အစီရင်ခံစာမှာမြန်မာနိုင်ငံကို Tier 3 အဆင့် 3 လျှော့ချလိုက်တဲ့အတွက်စိတ်မကောင်းဖြစ်ရပါကြောင်းလက်ရှိမြန်မာအစိုးရကအလေးထားဆောင်ရွက်နေတဲ့လူကုန်ကူးမှုအဓိကဖြစ်ပွားစေတဲ့စည်ရဲမွဲတေမှုလျှော့ချရေးကိုမထိခိုက်စေလိုတဲ့အကြောင်းမြန်မာနိုင်ငံသားရေးဝန်ကြီးဌာနကလည်းဒီကနေ့ကြေညာချက်ထုတ်ပြီးတော့တုံ့ပြန်လိုက်ပါတယ်ရှင်။